လုံးပဲယေရှုခရစ်တော်ဖျားရဲ့နာမတော်မြတ်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ဒီဖန်သားပြင်ပေါ်ကနေချစ်တဲ့ညီကိုမောင်မတွေဖျားသခင်အလိုရှိလို့ဖျားရှင်အခွင့်ပေးလို့ကိုရောရဲ့နှုတ်ကပတ်တမန်တရားစကားတော်မြတ်ကိုဝင်ငါခွင့်ရလို့လဲကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနှုတ်ကပတ်တော်လေးဟာသင်ရဲ့ယခုဘဝနောင်ဘဝထာဝရကာလအတွက်ဖြစ်တဲ့ကြောင့်မလို့ပြီးဆုံးသည့်ထိနားထောင်ပေးပါလို့မြတ်တမ်းရက်ခံပါတယ်ယေရှုရှင်ခရစ်တော်ဖျားဟာကျွန်တော်ကျမတို့ကိုဥပမာတွေပေးပြီးတော့မှလည်းတရားဟောခဲ့ပါတယ်ပေါ့နော်ဒီထဲမှာရှင်လုကာခရစ်ဝင်အခန်းကြီး7အငယ်16 21ဆိုတဲ့ခရစ်တော်ရေးထားခဲ့တဲ့အကြောင်းကိုပုံဥမာအားဖြင့်ကျွန်တော်အနေငယ်ပြောပြပြီးတော့မှယနေ့အတွက်ကျွန်တော်တို့တွေဆင်ခြင်စရာနှလုံးသွင်းစရာများတို့ကိုဆင်ခြင်နှလုံးသွင်းကြရအောင်ခရစ်တော်ပေးတဲ့ဥမာပေါင်းမြောက်များစွာထဲမှာယနေ့ကျွန်တော်ပြောပြမယ့်ဥမာကတော့မိုက်မဲတဲ့တထေးကြီးဆိုတဲ့ဥမာအကြောင်းပဲဖြစ်ပါတယ်တခါတုန်းကတဲ့တထေးကြီးမှာပေါ့နော်ကြီးမားလှတဲ့များပြားလှတဲ့ပိုင်ဆိုင်ခြင်းစိုက်ပျိုးပွဲမြေဧကတွေမြောက်များစွာသူပိုင်ဆိုင်တယ်တဲ့မျက်စိတစ်ဆုံးသူပိုင်ဆိုင်တဲ့ဒီမြေပေါ်မှာသူအသီးနှံတွေကိုတဲ့သူစိုက်ပျိုးတယ်တဲ့သူစိုက်ပျိုးတယ်ဒါကြောင့်မို့လဲတဲ့တထေးကနော်တထေးကမြေကဖုံးဆိုးတိုက်နေတဲ့မြေမဟုတ်ပဲနဲ့အရန်ကိုမြေဩဇာနဲ့ပြေဝတဲ့ကောင်းသောမြေမျိုးဖြစ်တယ်ဘာစိုက်သီးတဲ့မြေမျိုးဖြစ်တယ်ဧကပေါင်းမြောက်များစွာ तू ကပိုင်ဆိုင်ထားတာဖြစ်တယ်ဒီလိုနဲ့တထေးကြီးကတဲ့သူ့ရဲ့မြေပေါ်မှာအသီးအနှံတွေကို तू စိုက်လိုက်တာတဲ့နော် तू စိုက်လိုက်တာပိုးမွားတွေကြပြီးဖြက်စီးခြင်းကလည်းလွတ်မြောက်ရတယ်တဲ့နော်လွတ်မြောက်သွားတယ်တဲ့တဘာဝဘေးဆိုးအန်တည်းပေါ့နော်မိုးကြီးခြင်းလေဆင်နှမောင်းတိုက်ခြင်းစတဲ့တဘာဝဘေးဆိုးအန်တည်းကနေလဲပေါ့နော်မိုးခေါင်ရေရှားဖြစ်ခြင်းဒီလိုဘေးဆိုးကနေ तू ကလွတ်ကင်းရတဲ့တကြောင်မလို့အသီးနှံတွေမြောက်များစွာ तू ကရိတ်သိမ်းခွင့်ရလိုက်တယ်အဲ့ဒီခါမှာတထေးကြီးကအယံကိုပျော်ရွှင်ပြီးတော့မှသူ့ရဲ့ရလာတဲ့အသီးနှံတွေကိုတဲ့သူ့မှာရှိတဲ့စပကြီးတွေကိုတိုးလောင်ရဂိုတောင်တွေကိုသူကထည့်တာဒါပေမဲ့ဖြစ်ချင်တော့သူ့မှာရှိတဲ့စပကြီးတွေကတိုးလောင်ဖို့ရန်အတွက်မလောက်ငှဘူးဖြစ်နေတယ်အဲ့ဒါနဲ့ तू ကကျေနပ်ဝမ်းသာပီတိဖြစ်ပြီးတော့ तू ကဒီလိုကြံစီစဉ်းစားတယ်တဲ့ तू ကဘာကြံစီစဉ်းစားလဲဆိုတော့တဲ့ငါရဲ့တဲ့တိုက်တွေကိုတဲ့ဖြတ်ပြီးတဲ့ကျေတဲ့တိုက်တို့ကိုတီးပြီးမှငါရဲ့အသီးနှံဥစ္စာရှိသမျှတွေကိုငါတို့ထားမယ်တဲ့ तू ကသူ့ရဲ့တစ်တီးတိုးလောင်ရဂိုတောင်တွေပေါ့နော် तू ရှိတဲ့ဂိုတောင်တွေကို तू တဲ့မဆန့်တဲ့ကြောင်မလို့ तू ကဖြတ်လိုက်မယ်ဒါတွေအားလုံးဖြတ်လိုက်မယ်နော်ဂိုတောင်ကတဂိုတောင်လည်းမဟုတ်ဘူးနှစ်ဂိုတောင်လို့သုံးကိုအများကြီးလို့ပြောတာဖြစ်တယ်ပေါ့နော်ဒီတိုးလောင်ရဂိုတောင်တွေ तू ဖြတ်ပြီးတော့မှတိထက်ကြီးပြီးတိထက်များတဲ့တိုးလောင်ရဂိုတောင်တွေကို तू စောက်မယ်တဲ့သူစောက်ပြီးတော့မှသူ့အသီးနှံတွေကိုပေါ့နော်သူအကောင်လုံးတိုးထားမယ်တဲ့နော်သူတိုးထားမယ်တဲ့ဒါပြင်းတဲ့နော်သူကဘာပြောလဲဆိုတော့သူ့ကိုသူလဲပေါ့နော်အယမ်းကျေနပ်တယ်အယမ်းဝမ်းသာတယ်သူကအောင်မြင်တဲ့နော်အောင်မြင်တဲ့စိုက်ပျိုးရေးသမားကြီးတထေးကြီးဖြစ်တဲ့ကြောင့်မလို့သူကသူ့ကိုသူတို့လိုပြောတယ်ဟဲတဲ့သူ့ကိုသူပြောနော်ဟဲတဲ့ငါရဲ့စိတ်ဝိညာဉ်တဲ့ငါရဲ့နံဝိညာဉ်ပေါ့နော်ငါရဲ့ဝိညာဉ်တဲ့နော်ငါရဲ့ဝိညာဉ်တဲ့သင်ဟာတဲ့နှစ်ပေါင်းများစွာသုံးဆောင်ရန်ဥစ္စာများတို့ကိုတိုးထားလျက်ရှိတဲ့တကြောင်မလို့တဲ့မင်းနဲ့ငြိမ်ဝတ်ချမ်းသာစွာနေတဲ့နော်ငြိမ်တက်လေးနေလိုက်တော့တဲ့မင်းဘာမှစိုးရိမ်ပူပန်ခြင်းမရှိနဲ့တော့တဲ့စားတောက်ခြင်းပျော်မွေ့ခြင်းကိုလည်းမင်းပြုဆိုပြီးတော့ तू ကပျော်ရွှင်စွာနဲ့ तू ကြံတယ်တဲ့အဲ့ဒီအချိန်မှာတဲ့နော်အဲ့ဒီအချိန်မှာဖယားသခင်ကဘာပြောလဲအချင်းလူမိုက်တဲ့ယနေ့ပင်တဲ့မင်းရဲ့ဝိညာဉ်ကိုငါရောက်သိမ်းချိန်ရောက်တဲ့အခါမှာတဲ့မင်းတော်ထားပြင်ဆင်ထားမယ်ဆိုတဲ့မင်းရဲ့ဥစ္စာတွေကို
ဘယ်သူယူလိုက်မှလဲဘယ်သူပိုင်တော့မှလဲလို့တထေးကိုပြောတယ်တဲ့ယေရှုရှင်ခရစ်တော်ဘုရားကဒီဥပမာစကားအဖြစ်ကျွန်တော်ကျမအရောက်စီတိုင်းတို့ကိုနံသည့်စိတ်နဲ့စကားပြောတုံ့တင်ဆုံးမနေတာဖြစ်တယ်ချစ်တဲ့ညီကိုမောင်မတို့ကျွန်တော်ဘဝအသက်တာမှာစားဝတ်နေရေးအရေးကြီးပါတယ်ကျွန်တော်စားနိုင်မှကျွန်တော်တို့စားနိုင်မှပြီးတော့မှဝတ်နိုင်မှပြီးနိုင်မှနေနိုင်မှကျွန်တော်တို့လူတစ်လုံးတူတစ်လုံးဖြစ်မှာပေါ့နှုတ်မဟုတ်ရင်လူမလေးခွေးမခန်းဆိုတဲ့မြန်မာစကားပုံရှိတယ်ကျွန်တော်အဲ့လိုတော့ဘယ်သူမှဖြစ်ချင်ဘူးဘယ်သူမှမဆင်းရဲချင်ဘူးအယမ်းချမ်းသာခြင်းတာပဲဒါပေမဲ့ချမ်းသာတဲ့လူတစ်ယောက်ရှိဖို့ရန်အတွက်ဆင်းရဲသောသူအယောက်100အယောက်200အယောက်300တိုင်းမှာတောင်မှရှိခြင်းမှလည်းရှိမှာယခုလိုခဲရင်ဆိုးရုံနေတဲ့အချိန်ကာလမှာချမ်းသာတဲ့သူအလွန်ရှားပါတယ်ဒါပေမဲ့ဘလို့ပဲပြောသင်ချမ်းသာတော်သူဖြစ်ပါစေသင်ဆင်းရဲတော်သူဖြစ်ပါစေဒီမှာယေရှုဘုရားကတော့ချမ်းသာတော်သူနဲ့ကျွန်တော်တို့ကိုနှိုင်းပြီးစကားပြောထားတယ်ကိုချမ်းသာလွန်းရင်လည်းပဲဘဝင်မမြင်ရဘူးဒီတထေးကတော့အယံကိုဘဝင်မြင့်ပြီးတော့မှသူတသက်မသေးတော့မဲ့အတိုင်းပဲသူ့ကိုသူပျော်ရွှင်ပြီးတော့မှဟဲငါဝိညာဉ်မင်းအေးအေးဆေးဆေးနေလိုက်တော့ကွာမင်းအေးအေးဆေးဆေးနေလိုက်တော့မင်းပျော်ပျော်နေပျော်ပျော်စားနော်ပျော်ပျော်လေးသာနေလိုက်တော့လို့သူ့ကိုသူပြောတာဖြစ်တယ်ဒါကြောင့်မို့လို့ဖယားသခင်ကသူ့ကိုအချင်းလူမိုက်လို့ပြောတယ်ဘာမိုက်တာလဲသူကတဲ့မြင်ရတဲ့အရာစီးစိမ်ဥစ္စာအပေါ်မှာသူ့အသက်ကိုသူကတီမိထားလိုက်တာဖြစ်တယ်တကယ်တော့အသက်ဆိုတာသူ့စီးစိမ်ကြောင့်အသက်ရှည်မှာမဟုတ်ဘူးဖယားသခင်ကြောင့်တာလေအသက်ကရှင်ခြင်းနဲ့သေခြင်းတည်ခြင်းဖြစ်ရတာဖြစ်တယ်သူ့ကိုသူ့ရဲ့ဥစ္စာပရိကံကြောင့်သူအသက်ရှည်ရှည်နဲ့ပျော်ပျော်ကြီးနေရမယ်လို့သူထင်တယ်ဒါအပြင်ပေါ်ဆိုးသွားတာကသူကဒီဘဝလောက်ပဲသူ့ကိုသူသတ်မှတ်ထားတာနောက်ဘဝတဲ့သူဘာမှမပြင်ဆင်တာဘူးဒီဘဝအတွက်သူ့မှာကြွယ်ဝခြင်းတွေဘလို့ပိုကြွယ်ဝပြီးထိုကြွယ်ဝတာကိုဘလို့သိမ့်စီထားမလဲဆိုတာကိုပဲသူကစဉ်းစားထားတာဖြစ်တယ်ဒါကြောင့်မလို့ဖယားကသူ့ကိုအချင်းလူမိုက်လို့ခေါ်တယ်ဒီနေရာမှာလူမိုက်ဆိုတာဟိုမိုက်ရိုင်းတာကိုပြောတာမဟုတ်ဘူးမိုက်မဲတာကိုပြောတာညံတိန်တာကိုပြောတာအရှိကိုအနှဲငယ်မြင်ရတဲ့အရာကိုပဲပြောတာချစ်တဲ့ညီကိုမောင်မတို့ကျွန်တော်ဘဝမှာမြင်ရတဲ့အရာကင်တွယ်လို့ရတဲ့အရာကမမြဲပါဘူးကိုယ်သားသမီးလည်းမမြဲဘူးကိုယ့်ရဲ့ယာဒူးယာကန်လည်းမမြဲဘူးကိုယ့်ရဲ့ဥစ္စာလည်းမမြဲဘူးဘာမှမမြဲကိုယ့်ရွှင်ကိုလည်းမမြဲပါဘူးဒီမမြဲတဲ့အရာကိုမမိခိုပဲနဲ့မမြင်ရတဲ့အစင်ထာဝရတည်မြဲမဲ့အရာကိုပဲကျွန်တော်စဉ်းစားရမှာဖြစ်တယ်ထို့သောကျွန်တော်ထာဝရတည်မြဲရာကျွန်တော်အသက်ရောက်ဖို့ရန်အတွက်ကျွန်တော်တို့ကိုပေးပိုင်တော်သူကတပါးသီးသောယေရှုရှင်ခရစ်တော်ဘုရားဖြစ်တယ်ယေရှုရှင်ခရစ်တော်ဘုရားကကျွန်တော်တို့ရဲ့ဝတ်ကြွေးဝတ်နာဝတ်ကန်ကြောင့်လက်ဝါးကားတိုင်းပေါ်မှာအသေးခံပြီးအသွေးသွန်းလောင်းပြီးရွေးနှုတ်ဝယ်ယူခဲ့ပြီးဖြစ်တယ်ကျွန်တော်တို့တွေဘဝမှာယခုဘဝနောင်ဘဝအတွက်ဝန်လေးပြီးပင်ပန်းနေရင်ထိုယေရှုခရစ်တော်ဘုရားကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြင့်လက်ခံယုံကြည်ပါမြည်စမ်းကြည့်ပါပြီးရင်ကယ်တင်ရှင်ဖယားဖြင့်ယုံကြည်ပါဒါဆိုရင်ကျွန်တော်တို့အတွက်ယခုဘဝနောင်ဘဝစိတ်ချရတဲ့အသက်တာကိုရရင်ကျွန်တော်တို့ရဲ့ခန္ဓာကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့ဝိညာဉ်ဟာငြိမ်ဝတ်ချမ်းသာခြင်းစစ်မှန်တဲ့ငြိမ်ဝတ်ချမ်းသာခြင်းကိုခံစားရမှာဖြစ်တယ်လို့ကျွန်တော်ဝင်ငှချင်ပါတယ်။ညီကုန်းချုပ်ချစ်တဲ့ညီကိုမောင်မတွေကိုပြောချင်ပါတယ်။ကျွန်တော်အသက်တာကအလွန်တိုတောင်းပါတယ်။မနှက်ဖြန်ကျွန်တော်သေရင်လဲသေသွားနိုင်တယ်။ယခုလဲဒီလောကကထွက်ခွာသွားရင်ထွက်ခွာသွားနိုင်တယ်။ဒါကြောင့်မို့လို့ကယ်တင်ရာနေ့ရက်ကယနေ့ယခုဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကိုကယ်တင်တဲ့ကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်ဘုရားကိုယခုပင်လက်ခံယုံကြည်ပါလို့ကျွန်တော်ခေါ်ဖိတ်ပါရစေယေရှုကလည်းခေါ်ဖိတ်ပါတယ်ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာငါချမ်းသာပေးမယ်ဆိုတဲ့ယေရှုရှင်ခရစ်တော်ဘုရားရဲ့ခေါ်ဖိတ်တံကိုကျွန်တော်အရောက်စီတိုင်းနားတဲ့ကတစ်စစ်ကျွန်တော်ဝိညာဉ်ထဲမှာကြားပြီးတော့မှထိုယေရှုရှေ့ကိုတိုးဝင်ချင့်ကပ်ကြပါစို့လို့ဒီယေရှုပေးတဲ့ပုံဥပမာလေးနဲ့ခွာပေးပါတယ်အရောက်စီတိုင်းဖျားသခင်
ကောင်းကြီးပေးပါစေအာမင်အာမင်အာမင်